Hello အားလုံးမင်္ဂလာပါဒီကနေ့ဗီဒီယိုလေးကတော့ဂျပန်နိုင်ငံကိုတောက်ဖို့လုံနေကြတဲ့သူတွေထဲကပေါ့နော်ခိုင်ကိုစကောလာရှစ်နဲ့တောက်ဖို့ရည်ရထားတဲ့သူတွေရှိမယ်လို့ထင်ပါတယ်ဆိုတော့ဒီခိုင်ကိုစကောလာရှစ်ကြောင်းကိုပြပြတဲ့အချိန်မှာအဓိကတည်ထားတဲ့နာကတော့ခိုင်ကိုအလုတ်ကဘလို့အလုတ်လဲဆိုတာကိုတည်ထားတဲ့နာလို့ထင်ပါတယ်ခိုင်ကိုအလုတ်ဆိုတာကတော့ဒီဘိုးဘွားတွေကိုဆောက်ရှောက်ပေးရတာပြီးတော့မတန်ဆွမ်းတဲ့သူတွေကိုဆောက်ရှောက်ပေးရတဲ့အလုပ်ဖြစ်ပါတယ်ဒီဂျပန်နိုင်ငံကိုအဲ့ဒီစကောလာရှစ်နဲ့တွားမယ်ဆိုရင်ဘယ်လိုမျိုးတွေလုပ်ထားတင်လဲပေါ့နော်ပြီးတော့ဘယ်လိုအချက်တွေလိုအပ်လဲပေါ့အဲ့ဒီအချက်နဲ့ပတ်သက်ပြီးပြပြပေးခြင်းပါတယ်ပထမဆုံးအနေနဲ့ကတော့ agency ကိုရှာတာဖြစ်ပါတယ်ဒါကတော့အလွယ်ကူဆုံးနီလန်လို့ထင်ပါတယ်ကိုယ့်ဘာသာကိုဒီဂျပန်ဘက်ကဒီအဖွဲ့အစည်းတွေကျောင်းတွေကိုပတ်ပြီးတော့ရှာတာမျိုးနဲ့ရှာလို့ရတယ်လို့မျိုးပဲဒါပေမဲ့အကောင်းဆုံးကတော့မြန်မာနိုင်ငံမှာဒီခိုင်ခိုးစကောလာရှစ်ကိုလုပ်ပြီးနေတဲ့ကျောင်းတွေကအများကြီးရှိနေပြီပေါ့နော်အဲ့ဒီကျောင်းတွေကိုဆက်သွယ်ပြီးတော့မှမြန်စုံစမ်းတာမျိုးတွေလုပ်တင်ပါတယ်နောက်တစ်ခုကတော့ဂျပန်စာ level ပေါ့နော်ဂျပန်စာ level ကတော့အနည်းဆုံးကျွန်တော်တို့ N4 N3 လောက်ရှိထားတင်ပြီးတော့မှပိုကောင်းရင်တော့ N2 N1 ရှိထားတယ်မဟုတ်ပေါ့နော်အဲ့တော့ level ပေါ်မူတည်ပြီးတော့မှဒီတွားလို့ရတဲ့ plan ပေါ့နော်plan တွေကပြောင်းလဲသွားနိုင်တယ်ဥပမာဆိုရင်ကျွန်တော်လာခဲ့တော့ဆိုရင်ကျွန်တော် N3 လက်မှတ်ပဲရှိခဲ့တယ်ပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်က language ကိုတစ်နှစ်တက်ရတယ်ပြီးတော့ဒီခိုင်ကို college မှာ2နှစ်တက်တယ်ပြီးတော့အဲ့တက်ခဲ့တဲ့3နှစ်စာကိုပြန်ပြီးတော့မှဒါကိုထောက်ပံ့ပေးခဲ့တဲ့ရိတ်သားမှာပြန်လုပ်ပြရတဲ့ system ပေါ့နော်9နှစ်ပေါ့နော်အဲ့ဒါကျွန်တော်လာခဲ့တော့ကတော့အဲ့ဒီ10နှစ်ဖြစ်သွားတာပေါ့နော်အဲ့10နှစ် plan ဆိုတော့ဒီ9နှစ်သာသေးရှာလုပ်မယ်ဆိုရင်တက်ခဲ့တဲ့ပတ်စံတွေကပြန်မပေးနဲ့ဆိုတဲ့ပုံစံမျိုးနဲ့လာခဲ့တာဖြစ်တယ် agency ကိုရှာတဲ့အခါမှာလည်းဒါကိုသူတို့ဆွဲထားတဲ့အစီအစဉ်ပေါ့နော်ဥပမာဆိုကျွန်တော်တို့ဆိုပြန်ပေးကြမလို့ဗျာအချို့နေရာတွေဆိုရင်သိလားဒီခိုင်ကိုစကရာရှစ်တာပြောတာဒါပေမဲ့သူတို့တက်ခဲ့တဲ့ကျောင်းစိတ်တွေကိုပြန်ပြီးတော့မှခွဲဆက်ရတာမျိုးတွေเนาะအဲ့လိုမျိုးနေရာတွေလည်းရှိတယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်အားမပေးခြင်းပေါ့နော်တက်နိုင်တလားကိုတက်ခဲ့တဲ့ကျောင်းစိတ်ကိုဒါအလုပ်လုပ်ပေးလိုက်ရုံနဲ့နော်ပြန်ဆက်စရာမလိုတော့စင်ကောင်းတယ်လीနော်ပြီးတော့အလုပ်လုပ်ပေးလိုက်ရုံနဲ့ဆိုတဲ့စကားလည်းကျွန်တော်ပြောထားဆိုပြင်မယ်ပေါ့နော်အလုပ်လုပ်ပေးရတာကြီးကဘယ်လိုလဲလားစာနှိမ်ခမ်းတာလားအလကားလုပ်ပေးရလားပတ်စံမရဘူးလားပတ်စံဘယ်လိုမျိုးရမှာလဲဆိုတာသိချင်တဲ့အတွက်ရှိမယ်လို့တင်တယ်ကျွန်တော်တို့ခုနကတက်ခဲ့တဲ့အကြောင်း3နှစ်စာအတွက်ကိုထားပါ2နှစ်စာအတွက်ကိုနော်အဲ့လိုမျိုးတက်ခဲ့တဲ့အကြောင်းကို9နှစ်လုပ်ပေးရတယ်ဆိုတာဗျာဂျပန်လူမျိုးတွေနဲ့တန်းတူပေါ့နော်ပတ်စံရမှာဖြစ်တယ်ဒါဆိုတော့ကိုအလုပ်သာကောင်းမယ်ဆိုရင်ဗျာ9နှစ်လုပ်ပေးရတယ်ဆိုရင်ပြဿနာမရှိလို့ထင်တယ်ပေါ့နော်ဒါဂျပန်နိုင်ငံမှာလည်းတတိချာလေးကိုမှနေထိုင်ခွင့်ရမယ့်အစီအစဉ်လေးဖြစ်တယ်နောက်တစ်ခုကဒီခိုင်ကိုစကလာရှက်ကဒီဘာကောင်းလဲဆိုတော့ဗျာအကြောင်း3နှစ်တက်ထားပါတော့ပြီးတော့အလုပ်9နှစ်လုပ်တက်ထားပါတော့နော်အဲ့တော့အဲ့ဒီခါမှာ plus အနေနဲ့နောက်2နှစ်လောက်သာဆက်ပြီးတော့မှအလုပ်လုပ်မယ်ဆိုရင်စုစုပေါင်း10နှစ်ဖြစ်သွားခဲ့မယ်ဆိုပါဆိုတော့ဂျပန်နိုင်ငံမှာရရှိနေနိုင်တဲ့ PR ရှောက်လို့ရမှာလည်းဖြစ်တယ်ပေါ့နော်ဒါတွေကတော့အကောင်းဆုံးလို့ထင်တယ် agency တွေကိုရှာပြီးတော့မှကိုတောက်ဖို့လာဖို့အဆင်ပြေပြီဆိုရင်ကျွန်တော် fountain မှာပေါ့ဗျာ fountain တဲ့အခါကျရင်ပြီးတော့သူတို့ဘက်ကနေပြီးတော့မှကိုယ့်ကိုသဘောကျတယ်ကိုယ့်အချက်လက်တွေသဘောကျတယ်ဆိုရင်သူတို့ interview ခေါ်ပါမယ် interview ခေါ်ရင်ကျွန်တော်တို့ကဆို2ဆင့်ဖြူခဲ့တယ်ပေါ့နော်တစ်ဆင့်ကတော့ကျောင်းနဲ့ဖြူတယ်နောက်တစ်ဆင့်ကတော့ရိတ်တာဘက်နဲ့ဖြူတယ်ပေါ့ဗျာအဲ့တော့အဲ့ဒီ2ဆင့်စလုံးအောင်သွားပြီဆိုရင်ဟုတ်ပြီမင်းတို့ကတော့ခံလိုက်ပြီဆိုတော့ကိုရွေးလိုက်ပြီပေါ့နော်အဲ့ဒီခါကျရင်ကျွန်တော်တို့ဂျပန်ထွက်ဖို့အတွက်ကိုဒါ COE ဆိုတဲ့ပေါ့နော်ဒါဂျပန်သွားဖို့လာဖို့နောက်ဆုံးအဆင့်ဖြစ်တဲ့စာရွက်ကိုရှောက်ရတယ်ဗျာ COE ရှိပြီဆိုရင်ကျွန်တော်တို့ဒီဂျပန်နိုင်ငံဘက်ကနေပြီးတော့မှကိုသွားဖို့လာဖို့အတွက်ကိုအလင်းလက်မှတ်တွေပို့လာပြီဆိုရင်ဒါကိုသွားနိုင်မှာဖြစ်တယ်အဲ့ဒီမတိုင်ခင်ပေးခဲ့ရတဲ့ agency fee ကဘယ်လောက်လဲပေါ့နော်ဆိုရင်ပြောရမယ်ဆိုကျွန်တော်တို့တုန်းကကြတော့2020နဲ့တစ်ဝင်းကျင်လောက်မှာစပြီးသွားလာဖို့ပြင်ဆင်ခဲ့တာပေးခဲ့ရတဲ့ပတ်စံဆိုတော့ကျွန်တော်တို့ကတော့29သိန်းလောက် agency fee ပေးခဲ့ရတယ်ပေါ့နော်အဲ့ဒီတုန်းကကြတော့ဒီဒေါ်လာဈေးက1800လောက်ပဲရှိတာဗျာအဲ့တော့ဒီကျွန်တော်တို့ agency ကပဲလာခဲ့တဲ့နောက်ပိုင်းလာတဲ့လူတွေဆိုရင်ကျွန်တော်တို့မေးကြည့်တာကတော့ဒါ2025ပေါ့နော်လာခဲ့တဲ့သူတွေကိုမေးကြည့်လိုက်တာကတော့ဒါ380 90 100ဝန်းကျင်လောက်နဲ့ညီမျှတဲ့ဒေါ်လာကိုပေးခဲ့ရတယ်လို့သွင်းခဲ့ရတယ်လို့ကြားတယ်ပေါ့နော်အဲ့တော့ဈေးနှုန်းတွေရတယ်ပြောင်းလဲသွားပြီပေါ့ဒါပေမဲ့ဒီပတ်စံအလောက်သာရင်းနေပြီးတော့ကိုယ်နိုင်ငံကနေထွက်လာနိုင်တယ်ဆိုရင်ဗျာဒီမှာရောက်တဲ့ခါကျရင်ဘယ်လိုဖြစ်ဒီအဲ့ပတ်စံကပြန်ရှာလို့ရတယ်ဗျာဥပမာဆိုရင်ကျွန်တော်တို့ចောင်းသားဘဝမှာပတ်စံဘယ်လောက်ရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်းပြပြခြင်းတယ်ចောင်းသားဘဝမှာပတ်စံဘယ်လောက်ရတယ်ဆိုတော့ဗျာဒါအဲ့ဒီဂျပန်နိုင်ငံသတ်မှတ်ထားတဲ့ចောင်းသားတယောက်ကတပတ်ကိုဘယ်လောက်လောက်ခွင့်ရှိတယ်ဆိုတဲ့စီမီနေရှိတယ်ဗျာအဲ့ဒါကတပတ်ကို28နာရီပဲလောက်ခွင့်ရှိရဗျာဂျပန်နိုင်ငံရဲ့အခြေခံလစာကဒီ KI နေပေါ်မူတည်ပြီးတော့ပြောင်းလဲမှုရှိရဆိုပေမဲ့
average အနေနဲ့ဆိုရင်တော့တနိုင်ကိုရန်1000ရတယ်ဗျာရန်1000လောက်ရတယ်ဆိုတော့တစ်ပတ်ကို28နိုင်လုပ်လို့ရတယ်တစ်လဆိုရင်ကျွန်တော်တို့ဒီအနေများတော့ကွာနိုင်လိမ့်မယ်ကျွန်တော်တို့က QQ data မှာလုပ်ခဲ့တာဆိုတော့လုပ်နေတာဆိုတော့ဗောနော် QQ data ကတော့တနိုင်ကို1000လောက်နဲ့တွက်တာဆိုတော့တစ်လကိုပြန်မြအနေနဲ့10,000ဗောနော်ရန်10,000လောက်ရတယ်မြန်မာငွေဆိုရင်တော့330ဝန်းကျင်လောက်တော့330မပြည့်လောက်တော့ရမယ်ထင်တယ်ဆိုတော့ဘာပဲပြောခုနကကျွန်တော်ခုနပြောသလို agency ဖို့ပတ်စံတော့ရှိရဆိုပေမဲ့တေးချာတာဟိုချွေးတတာတုံးနိုင်မယ်ဆိုရင်တော့ဒီចောင်းသားဘွားမှာပဲပေါ့နော်ဒါကိုလာခဲ့တဲ့ agency ဖို့ကိုပြန်ပြီးတော့မှခြေနိုင်မှာဖြစ်တယ်ပြီးတော့ចောင်းသားဘွားပြီးရဲ့နောက်မှာအဲ့ဒီ9နှစ်တင်မှာပတ်စံဘယ်လောက်ရနိုင်လဲဆိုတော့မိကုန်းနဲ့သိချင်တဲ့သူတွေရှိမယ်လို့ထင်တယ်ចောင်းသားပြီးဘွားပြီးသွားလို့ပြီးတော့တကယ်အလုပ်ဝင်တဲ့အချိန်ကျရင်တော့ဒါကိုယ့်ရဲ့ရိတ်တာပေါ်မူတည်ပြီးကိုယ့်ရဲ့ရိတ်တာမျိုးစားပေါ်မူတည်ပြီးတော့မှပတ်စံတွေကခွာချက်ရှိနေမှာဗျာဒါပေမဲ့တစ်နှစ်စာဝင်ငွေနဲ့တွက်မယ်ဆိုရင်တော့ရန်1300လောက်ကစပြီးရကြလိမ့်မယ်လို့ထင်တယ်1300တော့မဟုတ်1300အထက်ပေါ့နော်အောက်တော့ရှိမယ်လို့တော့ထင်တယ်ဒါပေမဲ့နည်းမယ်လို့ထင်တယ်ဗျာအနည်းဆုံးတော့ဂျပန်နိုင်ငံရန်1300ဝင်ကျင်တော့ရမယ်ထင်တယ်တစ်နှစ်စာဆိုရင်တော့ရန်1300ဆိုအခုတရန်ကို28 29 30လောက်ပေါက်တာဆိုတော့ခမန်းကြီး300 900လောက်ရမယ်လို့တော့ထင်တယ်ပေါ့နော်ဒါပါတော့အဲ့ scholarship ကိုကမြန်မာနိုင်ငံဘက်ကရလာပြီးဂျပန်နိုင်ငံကိုစပြီးရောက်လာပြီးဆိုတဲ့အခြေအနေကနေစပြီးတော့ပြပြပေးခြင်းတယ်ကျွန်တော်ရဲ့အတွေ့အကြုံရဆိုရင်တော့ဒီဘက်ကိုမြန်မာနိုင်ငံဘက်ကနေလာတယ်ဗျာကျွန်တော်တို့ transit နဲ့လာတယ်ထိုင်း transit လာမသိတော့လာတယ်လာပြီးတော့မှကျွန်တော်ဒီဘက်ကိုရောက်လာတယ်ပေါ့နော်ဂျပန်ကိုရောက်ချင်းမှာအကြောင်းဘက်ကနေလာပြီးတော့ဂျိုးပေးတယ်ပြီးတော့ကျွန်တော်တို့ကိုသုံးဆွဲဖို့လက်တလောမှာပေါ့နော်သုံးဆွဲဖို့အတွက်ဆိုပြီးတော့မှဒီရိတ်တာဘက်ကထောက်ပံ့ပေးတယ်ရန်9000ကျွန်တော်တို့လက်ခံရရှိခဲ့တယ်ကျွန်တော်ယူလာတဲ့ပတ်စံကလည်းမြန်မာနိုင်ငံဘက်ကရန်3000လောက်ပဲယူလာတာဗျာအဲ့တော့ခုနကသူတို့ပေးတယ်9000နဲ့ဆိုတော့ကျွန်တော်တို့ဒီအလုံးဒီမဝင်ခင်စက်ကြမှာသုံးဖို့အတွက်ကတော့လုံလောက်မှုရှိခဲ့တယ်ပေါ့နော်အဲ့တော့အဆင်ပြေနဲ့အဲ့ဒီအလုံးမဝင်ခင်စက်ကြတီပေါ့နော်ကိုကအဆင်ပြေခဲ့တယ်ပြီးတော့ကျောင်းကခေါ်သားပေးတဲ့အဆောင်မှာနေတယ်တော့ဆိုရင်ဒီအဆောင်ခပထမတစ်နှစ်ကပေးစရာမလိုဘူးကျောင်းလာခထဲမှာပါတယ်ပေါ့နော်အဲကျောင်းလာခကလည်းကျွန်တော်စကောရှိရထားတာဆိုတော့တစ်နှစ်စာပေးစရာမလိုလိုက်ဘူးဒါပေမဲ့ဒီ language school ပြီးသွားတဲ့နောက်ဖြစ်တဲ့ဒီဆမ်မန်ကကိုဝင်တဲ့အချိန်မှာနေရတဲ့တက်ခန်းကတော့အလုတ်ကထောက်ပံ့တဲ့တဝက်နဲ့9%တဝက်နဲ့ပေါင်းပြီးတော့နေတယ်ပေါ့ဗျာအဲ့လိုမျိုးနေခဲ့တယ်နေပြီးတော့အခုမှကျွန်တော်တို့ကကြောင်းပြီးတယ်ဗျာကြောင်းပြီးပြီးတော့မှဒီခိုကာရှိကန်ဆိုတဲ့ကြောင်းပြီးတဲ့နောက်မှာဖြေရတယ်ဒီခိုင်ကော့ကူရှိကိုကရှိကန်ဆောင်ပွဲကိုကျွန်တော်တို့ဖြည့်ရဲပေါ့နော်အဲ့ဒါလည်းအောင်ပြီဆိုတော့ကျွန်တော်ကတော့ဒီလေးလပိုင်းကစပြီးတော့မှဒီခိုင်ကော့ကူရှိဆိုတဲ့ဒီကျွမ်းကျင်ပြည်စုဆောင်ရှောက်သူဆိုတဲ့ရာထူးနဲ့ပေါ့နော်အလုပ်ဆောင်ဝင်နေပြီဖြစ်တယ်အဲ့တော့ခိုင်ကော့ဒီအလုပ်ဖြစ်တဲ့ကြောင့်မလို့ကိုယ့်အတာကိုဂူးဆိုင်မဲ့အနေအလေးတော့ရှိရပါဥပမာဆိုရင်ကျွန်တော်တို့အလေးပင်ဒီလူဒီဘိုးဘွားတွေကိုမာပြီးရမျိုးတွေရှိနိုင်တဲ့ကြောင့်မလို့ကိုဒီကိုယ့်ရဲ့ခါနာတာတွေဒူးနာတာတွေကိုသိချာလေးမဖြစ်အောင်ကာကွယ်ဖို့လိုရတာမျိုးတွေရှိမယ်ဒီစာချုပ်ပြီးသွားတဲ့နောက်မှာဗျာကိုယ့်အတာကိုကြိုက်တဲ့နေရာသွားပြီးတော့မှကြိုက်တဲ့အမျိုးအစားကိုအလုပ်ပြောင်းပြီးရှာလို့လည်းရသေးတယ်ဗျာဒါတသက်လုံးဒီလုပ်ကိုပဲလုပ်ရမယ်လို့လည်းကျွန်တော်တို့စာချုပ်ရှိတာမျိုးလည်းမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ဗျာဒီလောက်ကဘယ်လိုပြောအဆင်ပြေမယ်လို့ထင်တယ်ပြီးတော့ကျွန်တော်မြန်မာလူမျိုးတွေကဗျာသေးလားကိုယ့်လူမျိုးကိုပြောတာမဟုတ်ဗျာကျင်လာတဲ့စိတ်အခန့်ရှိရတယ်လေဘွားရဲ့နေဝင်ချင်းနီးနေတဲ့ဘွားတွေကိုစောင့်ရှောက်ရင်းနဲ့ဗျာကျွန်တော်တို့ပတ်စံလည်းရအောင်မယ်ဗျာဘလောက်ကောင်းလဲဆိုတော့ကျွန်တော်အနေနဲ့ကတော့မစိုးလို့ထင်တယ်ဗျာဒီ scholarship ကတော့တခုတတိထားမှာတော့ဗျာကိုရောက်သွားတဲ့ရိတ်တာကဒီထားပါတော့ကိုယ့်ရဲ့လှုပ်တဲ့ပတ်ဝန်းကျင်လူတွေကအကျင့်မကောင်းဘူးပေါ့နော်ကိုယ်နိုင်တဲ့စီးရင်လှုပ်တဲ့ဆိုရင်တော့အလုပ်ပြောင်းဖို့စဉ်းစားတင်တာတွေကလည်းလှုပ်တဲ့လို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့ရှားမယ်လို့ထင်တယ်ဒါပေမဲ့မရှိဘူးတော့မဟုတ်ကျွန်မမှလည်းသူအကျင့်မကောင်းတဲ့သူတွေကလည်းရှိတယ်ဆိုတော့ဗျာတသေးရှားလေးပေါ့နော်ဒါကိုယ်ကဆုံးဖြတ်ပြီးတော့မှကိုလုပ်ငန်းခွင်ကလည်းအဆင်ပြေတယ်လှုပ်လည်းကောင်းတယ်ဆိုရင်ဒီလောက်ကလှုပ်မကောင်းစရာအကြောင်းမရှိဘူးဗျာအဆင်ပြေနေခိုင်းကိုစကောလာရှိယူပြီးတော့မှပေါ့နော်ဒီအကြောင်းပြီးပြီးတော့မှအခုဂျပန်နိုင်ငံမှာအေးစစ်စစ်အသက်မွေးနေတဲ့နော်လူတွေအများကြီးတိုးပွားလာတယ်ပေါ့နော်အဆင်ပြေရဲ့လူတွေရှိအဆင်ပြေရဲ့လူတွေရှိမှာပေါ့နော်ဒါပေမဲ့အဆင်ပြေရဲ့လူကတော့ပုံများမယ်လို့ထင်ပါတယ်ဒါကတော့ဒီနေ့ပြပြပေးတဲ့အကြောင်းကတော့ဒါကျွန်တော်ရဲ့အတွေ့အကြုံတွေပြီးတော့ကျွန်တော်ဖြတ်သန်းခဲ့တဲ့
experience နဲ့ပတ်သက်ပြီးတော့ပြပြခဲ့တာဖြစ်တယ်ကျွန်တော်ကအခုမှစပြီးတော့မှဒီလိုဗီဒီယိုလုပ်နေတာဆိုတော့ဗျာဟိုလိုအပ်ချက်တွေရှိကောင်းရှိမယ်ပြပြတဲ့အခါမှာမပြည့်စုံမှုတွေရှိကောင်းရှိမယ်အကယ်လို့ပေါ့နော်သိချင်တဲ့မေးခွန်းတွေသာရှိမယ်ဆိုရင်ဒီဗီဒီယိုရဲ့အောက်မှာဒါ comment လေးပေးခဲ့မယ်ဆိုရင်ကျွန်တော်ကဖြေချပြီးမှဖြစ်တယ်ဆိုပေါ့နော်ကျွန်တော်သိသားသလောက်ပေါ့နော်ဆိုတော့ကျေးဇူးပြုပြီးတော့သိချင်တာရှိမြင်မြန်လို့ရတယ်ဆက်ပြီးတော့ကျွန်တော်ဗီဒီယိုတွေတရုံးမှမလို့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်တတာ